blind box ဖောက်ချင်တဲ့မင်းအသေးတွေအတွက် Novo ကထွက်ထားတဲ့ blind box လေးတွေမင်းတို့ဆိုင်မှာအများကြီးပဲဝင်ထားပြီเนาะသူဟာဆိုရင်ဒီမင်းတို့အလှပြင်တဲ့ပစ္စည်းမှာဆိုအလှပြင်တဲ့အရာမှာဆိုရင်လိုအပ်တဲ့ပစ္စည်းလေးတွေပေါ့เนาะအဲ့ပစ္စည်းလေးတွေကိုအဓိကထားပြီးတော့မှထည့်ပေးထားတယ်ဒီ Novo blind box လေးကဘယ်လောက်တောင်တန်လဲဆိုတော့သူ့ထဲမှာဆိုရင်အနည်းဆုံး3000ခွဲကနေပြီးတော့မှ4000ခွဲပတ်ချာထိပိုတန်တဲ့ပစ္စည်းတွေရတယ်ပေါ့နော်အဲ့ဆိုရင်မင်းတို့ကတပေါက်ဖောက်တာနဲ့လိုချင်တဲ့ပစ္စည်းလေးမင်းတို့ skin care တဲ့ခါမှဖြစ်ဖြစ်makeup လုပ်တဲ့အခါမှာပဲဖြစ် makeup ပြင်တဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်အသုံးဝင်တဲ့ပစ္စည်းလေးတွေကို Novo ကထုတ်ပေးထားပါတယ်ဒီ blind box ပစ္စည်းလေးတွေဆိုရင်လုံးဝရင်ခုန်စိတ်လှုပ်ရှားစေရလာပြီးတော့မှစိတ်ကြိုက်ရွေးလို့ရပါတယ်မင်းတို့ဆိုင်မှာဆိုရင်လည်းအများကြီးပဲရောက်ထားတာပေါ့နော်အဲအကြောင်းမို့လို့ရင်ခုန်စိတ်လှုပ်ရှား cosmetic ပစ္စည်းလေးလိုနေတယ်ရင်ခုန်စိတ်လှုပ်ရှားခြင်းနဲ့အသေးတွေဆိုရင်မင်းတို့ဆိုင်မှာ Novo blind box လေးတွေကလာပြီးတော့ဖောက်လို့ရပါတယ် online ကနေပြီးတော့မှ order တင်လို့ရသလိုဆိုင်မှာလည်းစိတ်ကြိုက်လာကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်